Xiaomi ရဲ့ Dami တစ်လက်ထက်တော့ပို့တယ်ဗျသူက fashion ကြတယ် design လှတယ်အသုံးတဲ့တဲ့ Lumen 1000နဲ့ Xiaomi ရဲ့ Dami ဗျသူထဲမှာပါတဲ့ battery capacity ကလည်း3100 mAh ဆိုတော့ battery size လည်းကြီးတယ်ဗျသူ့ပုံစံကကြတော့ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာအပေါ်မှာချိတ်လို့ရတယ်ကျွန်တော်တို့ချိတ်ကလေးပါတယ်ပြီးရင်သူက IP8 နည်းပညာနဲ့ကျွန်တော်ဒီမှာဆိုရင် Type C အာတွင်ပေါက်ကိုလည်းသူက waterproof ပုံစံမျိုးသူကလှုပ်ထားပေးတယ်ဗျခွာတာတောင်ခက်တယ်အပေါက်ကိုခွာတာတောင်ခက်တယ်ဆိုတော့ကျွန်တော်ရေဝင်ဖို့ကတော့မလွယ်ဘူးပေါ့ဗျသူကနောက်တစ်ခုကတော့ဗာလဲဆိုညအိမ်မီတစ်ခုအနေနဲ့သူကဒီလိုပုံစံမျိုး soft coupler လေးကိုမှအယောင်လေးကပြေးလိုက်တက်သွားလိုက်ပြေးသွားလိုက်တက်သွားလိုက်ပြေးသွားလိုက်နဲ့လုံးဝညကိုလူအိပ်ပျော်သွားအောင်လုပ်နိုင်တဲ့မီးပုံစံမျိုးလေးဒါဆိုရင်ကျွန်တော်ကမီးရဲ့သူ့ရဲ့မီးဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒါကျွန်တော်ရှေ့ကိုထိုးလိုက်ပြီဒါဆိုသူကဒီမှာဆိုရင်ဒီအပေါ်ထိုးမှာဘေးထိုးမှာလားရှေ့ထိုးမှာလားသူ့ရဲ့မီးလင်းအားဆိုလို့ရှိရင်လည်းလူမင်1000ဆိုတော့တော်တော်မိုက်တယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ကအိတ်ထဲမှာစောင့်သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်စောင့်သွားလို့ကောင်းတယ်ဒီမှာလက်တဆုပ်စာလေးပဲကြစ်လေးရှိတယ်မိန်းကလေးတွေကင်မယ်ဆိုလည်း fashion ကြတယ်ယောက်ျားလေးတွေကင်မယ်ဆိုလည်းမိုက်တယ်ကဲအမားကန်လည်း6လပါတယ် Xiaomi ရဲ့ Dami တစ်လက်ထက်ပို့ပြီးတော့ကျွန်တော်တို့ fashion ကြကင်လို့ရတဲ့အမိုက်စား Lumen 1000ကျွန်တော်တို့ Dami လေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့Tegu 7 electronic hardware ကိုကျွန်တော်လမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်